လူပေါင်းမှားလို့ပါဆိုတဲ့စင်ကြီးမျိုးနဲ့လူအချို့လမ်းမရောက်နေတာကိုတွေ့ဘူးကြမှာပါဒီနေ့မှာတော့ဘယ်လိုလူနဲ့ပေါင်းတင်လဲဘယ်လိုလူကိုမပေါင်းတင်ဘူးလဲဆိုတာကိုစေတနာရှိထားပြီးတင်ပြဆွေးနွေးပြတော့ပါမယ်ဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုပေးပြီးတော့မှတ်ချက်တစ်ခုလောက်ခြံခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အဲ့တော့စလိုက်ရအောင်လူတယောက်ရဲ့ဘဝမှာပဝန်းကျင်နဲ့မိတ်ဆွေတငယ်ချင်းတွေဟာအလွန်ရေးကြီးပါတယ်မိတ်ဆွေကောင်းရင်လူကောင်းဖြစ်မယ်မိတ်ဆွေဆိုးရင်လူဆိုးဖြစ်မယ်ဆိုတဲ့စကားလိုပဲကိုပေါင်းသင်းနေတဲ့သူတွေကကိုဘဝအပေါ်အများကြီးတက်ရောက်မှုရှိပါတယ်အချို့လူတွေကကိုကိုတိုးတက်စေခြင်းနဲ့စိတ်ဓာတ်မြင့်တင်ပေးတယ်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင်ကူညီပေးတယ်ဒါပေမဲ့တချို့လူတွေကတော့ကိုယ်စိတ်ကိုပင်ပန်းစေတယ်အချိန်တွေကိုပြုံးတီးစေတယ်ဘဝတိုးတက်မှုကိုတားဆီးပေးနေတတ်ပါတယ်ဒါကြောင့်မပေါင်းသင်းတဲ့သူကိုတည်ထားဖို့ကလည်းအလွန်အရေးကြီးပါတယ်ပထမဦးဆုံးမပေါင်းသင်းတဲ့လူမျိုးစားကအမြဲပဲအစိုးမြင်နေတဲ့သူဖြစ်ပါတယ်ဒီလိုလူတွေကဘာပဲလှုပ်လှုပ်အစိုးဘက်ကနေပဲကြည်တတ်ကြပါတယ်ကိုကအိမ်မက်တစ်ခုအကြောင်းပြောရင်မဖြစ်နိုင်ဘူးလို့ပြောမယ်ကိုကအလုပ်တစ်ခုစလုပ်ချင်ရင်မအောင်မြင်နိုင်ဘူးလို့စိတ်သက်ကြအောင်ပြောတတ်ကြပါတယ်အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ negative energy တွေကကိုယ်စိတ်ထဲမှာဝင်လာပြီးတော့ကိုယုံကြည်မှုတွေညှော်နှဲလာစေပါတယ်ဒုတိယအနေနဲ့အကျိုးမရှိတဲ့အပြင်းသမားတွေကိုလည်းမပေါင်းသင့်ပါဘူးဒီလိုလူတွေကအချိန်ကိုအလကားဖြုံးတီးနေတတ်ပြီးဘဝအတွက်ရည်မှန်းချက်တွေမရှိကြပါဘူးတနေ့လုံး gossip လို့ခေါ်တဲ့အတင်းပြင်းတွေပြောတာဖုန်းကိုတစ်ချိန်လုံးသုံးနေတာစတဲ့အချိန်ကုန်စေတဲ့အရာတွေကိုပဲအမြဲတမ်းလုပ်နေတတ်ကြပါတယ်ကိုကစူးစမ်းခြင်းတဲ့အချိန်မှာတော့မှပဲဟာအဲ့ဒါကိုတော့အေးဆေးနေလိုက်ပါကွာမနေ့ကမှပဲလောက်ကြတာပေါ့ဆိုတာမျိုးကိုပါပြင်းကြီးအောင်ဆွဲချတတ်ပါတယ်လူတစ်ယောက်ရဲ့အနာဂတ်ဟာသူ့ဘက်ဝန်းကျင်ကလူ9ယောက်နဲ့ဆင်တူးလာတတ်တယ်လို့ပြောကြပါတယ်ဒါကြောင့်ပြင်းကြီးသူတွေနဲ့အမြဲပေါင်းနေရင်ကိုဘဝကလည်းတဖြည်းဖြည်းနဲ့ရက်တန့်သွားနိုင်ပါတယ်နောက်ထပ်တစ်မျိုးကမနာလိုတတ်တဲ့သူဖြစ်ပါတယ်ဒီလိုလူတွေကကိုအောင်မြင်လာတာကိုမကြိုက်ကြပါဘူးကိုကတိုးတက်လာရင်အားပေးမဲ့အစားအပြစ်ရှာမယ်နောက်ွယ်မှာမကောင်းနေပြောမယ်ကိုစိတ်သက်ကြအောင်ထိပါပြောတတ်ကြပါတယ်တကယ်ကောင်းတဲ့မိတ်ဆွေဆိုတာကိုအောင်မြင်လာတဲ့အခါဝမ်းသာပြီးတတ်ရပါမယ်မနာလိုသူတွေနဲ့ပေါင်းနေရင်စိတ်ပင်ပန်းရုံသာမကဘဲနဲ့ကိုယ့်ရဲ့ motivation တွေပါလျော့နေသွားတတ်ပါတယ်နောက်တစ်မျိုးကတော့လိန်ညာတတ်တဲ့သူတွေလည်းမပေါင်းသင့်တဲ့လူအုပ်စုတွေမှာပါဝင်ပါတယ်ယုံကြည်မှုဆိုတာလူမှုဆက်ဆံရေးတိုင်းမှာအရေးကြီးပါတယ်အမြဲလိန်နေတဲ့သူစကားမတည်တဲ့သူကိုအကျိုးအတွက်တခြားသူကိုအသုံးချတတ်တဲ့သူတွေဟာနောက်ဆုံးမှာကိုပါဒုက္ခပေးနိုင်ပါတယ်ဒီလိုလူတွေနဲ့ပေါင်းသင်းမိရင်ကိုယ်တိုင်လည်းစိတ်မချမ်းသာနိုင်တော့ပါဘူးဒါအပြင်နောက်ထပ်တစ်မျိုးကဒေါသကြီးပြီးတော့အစိတ်ရှိတဲ့သူတွေကိုလည်းသတိထားပြီးတော့ပေါင်းသင်းရမှာဖြစ်ပါတယ်ဒီလိုလူတွေကအမြဲတမ်းရန်တွေဖြစ်နေတတ်တယ်စကားကိုကျဉ်းကျဉ်းထန်ထန်ပြောတယ်တခြားသူစိတ်ထိခိုက်အောင်လဲသူတို့ကအမြဲတမ်းပြောနေတတ်ပါတယ်သူတို့နဲ့နီးနီးကပ်ကပ်ပေါင်းနေရင်ကိုပါစိတ်ဖိစီးမှုတွေများလာပြီးတော့စိတ်အေးချမ်းမှုတွေပျောက်ဆုံးသွားနိုင်ပါတယ်တချို့လူတွေကကိုမပျော်ရွှင်လို့တခြားသူတွေကိုပါမပျော်ရွှင်စေချင်ကြတာမျိုးလဲရှိတတ်ပါတယ်ဒါပေမဲ့လူတိုင်းမှာအားနည်းချက်ရှိကြပါတယ်မပေါင်းသင့်တဲ့သူဆိုတာလူဆိုးကြီးတွေကိုပဲဆိုလိုတာမဟုတ်ပါဘူးကိုဘဝကိုအစိုးဘက်ဆွဲချနေတဲ့သူကိုစိတ်ဓာတ်နဲ့အနာဂတ်ကိုထိခိုက်စေတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်တချို့လူတွေကိုမုန်းမှုမလိုပါဘူးဒါပေမဲ့ကိုယ်စိတ်ကျန်းမာရေးနဲ့ဘဝတိုးတက်မှုအတွက်အကွာအဝေးတစ်ခုမှာထားဖို့လိုအပ်ပါတယ်တကယ်တော့လူတစ်ယောက်ရဲ့ဘဝအောင်မြင်မှုဟာသူရွေးချယ်တဲ့ပတ်ဝန်းကျင်ပေါ်အများကြီးမူတည်ပါတယ်စိတ်ကောင်းရှိတဲ့သူစူးစမ်းတဲ့သူအားပေးတတ်တဲ့သူရိုးသားတဲ့သူတွေနဲ့ပေါင်းသင်းရင်ကိုယ်လည်းပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်အပြန်အလှန်အားဖြင့်မကောင်းတဲ့ကျင့်ရှိသူတွေနဲ့အမြဲတမ်းပေါင်းနေရင်ကိုယ်စိတ်နဲ့အနာဂတ်ကိုထိခိုက်လာနိုင်ပါတယ်ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်မပေါင်းသင်းတဲ့သူကိုသိထားခြင်းဟာကိုယ့်ဘဝကိုကာကွယ်ခြင်းတစ်မျိုးပါပဲလူတိုင်းနဲ့ဆင်ပြေဖို့မလိုသလိုလူတိုင်းကိုလည်းကိုယ့်ဘဝထဲထည့်ထားဖို့မလိုအပ်ပါဘူးကိုတိုးတက်စေမဲ့သူစိတ်အေးချမ်းမှုပေးမဲ့သူအနာဂတ်ကောင်းတစ်ခုစီကိုတွန်းပို့ပေးမဲ့သူတွေနဲ့သာပုံမူနီးကပ်စွာပေါင်းသင်းသင့်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ဘဝကိုပြောင်းလဲနိုင်တဲ့အရာတွေမှာကိုပေါင်းသင်းတဲ့သူကအရေးကြီးဆုံးအရာတစ်ခုဖြစ်လို့ပါပဲ။ Welcome and thank you for joining me. ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ပြီးတော့မိတ်ဆွေတို့
မျှဝေခြင်းတဲ့အကြောင်းအရာရှိရင်လည်း comment မှာဝင်ရောက်ရေးသားပေးခဲ့ကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်